အားလုံးပဲမင်္ဂလာပါSuperman Channel လေးကကြိုဆိုလိုက်ပါရနော်ရုပ်ရှင်များဟာလူကြီးလူငယ်မရွေးကြိုက်နှစ်သက်ဆွဲလန်းကြတဲ့ဖျော်ဖြေရေးတစ်ခုဖြစ်ပါတယ်ရုပ်ရှင်ဆိုတဲ့ခေါင်းစဉ်အောက်မှာရုပ်ရှင်အမျိုးအစားပေါင်းများစွာပါဝင်နေပြီးကလေးငယ်များနဲ့တင့်တော်သည်များရှိသလိုမတင့်တော်သည်များလည်းရှိပါတယ်ရုပ်ရှင်များဟာငယ်ရွယ်ပြီးစူးစမ်းလေ့လာသင်ယူနေတတ်တဲ့ကလေးငယ်များအပေါ်စိတ်ပိုင်းဆိုင်ရာအပြုအမူဆိုင်ရာနဲ့လူမှုပေါင်းသင်းဆက်ဆံရေးများမှာပါကြီးစွာသောတက်ရောက်မှုတွေလည်းရှိနေတတ်ပါတယ်။ကလေးငယ်များအတွက်ကောင်းကျိုးရောဆိုးကျိုးရောနှစ်မျိုးစလုံးတက်ရောက်စေနိုင်တဲ့ရုပ်ရှင်ကိုမေမေတို့ဟာမှန်ကန်စွာရွေးချယ်ပြသသင့်ပါတယ်။မေမေတို့အနေနဲ့ကလေးငယ်များအတွက်ပြသဖို့ရုပ်ရှင်များကိုမှန်ကန်စွာရွေးချယ်ပြသစေနိုင်မှုဒီနေ့စူပါမန်ကဗဟုသုတအဖြစ်တင်ဆက်ပေးလိုက်ပါစေနော်။ရုပ်ရှင်များဟာကလေးငယ်များအပေါ်ကောင်းကျိုးတက်ရောက်မှုများအနေနဲ့ကလေးငယ်များရဲ့စိတ်ကူးစိတ်သန်းနဲ့ဖန်တီးနိုင်စွမ်းများကိုတိုးတက်လာအောင်မြင့်တင်ပေးနိုင်တဲ့အထက်မှာပါပါတယ်။ဒါအပြင်အတူယူလေ့လာရမှာကောင်းမွန်တဲ့စိတ်ထားများဖြစ်တဲ့စွန့်စားလိုစိတ်တနာကျင်နာစိတ်နဲ့မိတ်ဖွဲ့ဆက်ဆံခြင်းနဲ့အခြားသူများရဲ့ခံစားချက်များကိုချင်းစာနားလည်စိတ်များကိုလည်းရရှိစေပါတယ်။တဘာဝနဲ့ပတ်ဝန်းကျင်နေရာဒေသအမျိုးမျိုးရဲ့ရိုးရာများယဉ်ကျေးမှုစရိုက်များနဲ့အလေးအကျင့်များကိုလည်းသိရှိနားလည်စေနိုင်တာပဲဖြစ်ပါတယ်။လူမျိုးမျိုးမှာစိတ်ထားအမျိုးမျိုးရှိတဲ့ကြောင်းနဲ့အခြားသူများရဲ့အခက်အခဲများကိုလည်းနားလည်စေပြီးအကောင်းမြင်နိုင်စိတ်များကိုလည်းဖြစ်ပေါ်စေနိုင်ပါတယ်။မကောင်းကျိုးတက်ရောက်မှုများအနေနဲ့ကတော့အကြမ်းဖက်မှုနဲ့ထိတ်လန့်စရာအကြောင်းအရာများကိုတွေ့ရှိစေနိုင်ပြီးထိတ်လန့်ကြောက်ရွံ့တာစိတ်ဒဏ်ရာရတာလေးတွေလည်းဖြစ်ပွားစေနိုင်ပါတယ်။တခြားသူများရဲ့မကောင်းတဲ့ရိုင်းဆိုင်တဲ့အပြုအမူအပြောအဆိုများလိမ်မှုရေးရာများစတဲ့မှားယွင်းတဲ့အပြုအမူများကိုအားကျအတူယူသွားစေနိုင်ပါတယ်။ရုပ်ရှင်ကိုအလွန်ကျူးနှစ်သက်ပြီးလက်တွေ့ဘဝနဲ့ဝေးကွာလာစေကပတ်ဝန်းကျင်နဲ့တဟဇာတာမဖြစ်တော့တာမျိုးများလည်းဖြစ်ပေါ်လာတတ်ပါတယ်။အာယုံစူးစိုက်မှုကိုကြာဆင်းစေပြီးမအိမ်မနေကြည့်ရှုမှုများကြောင့်အိပ်ရေးပြတ်ခြင်းကြာရှည်စွာကြည့်ရှုမှုများကြောင့်မျက်လုံးနဲ့ကိုယ်ခန္ဓာညောင်းညာကိုက်ခဲခြင်းအရွယ်မတိုင်ခင်မျက်မှန်တက်ရခြင်းများရှိလာစေနိုင်ပါတယ်။ကလေးငယ်များအတွက်ရွေးချယ်သင့်တဲ့ရုပ်ရှင်အမျိုးအစားများကတော့ကတ်တုန်းရုပ်ရှင်များနဲ့ Disney, Pixar တို့မှကလေးများအတွက်ရည်ရွယ်ထုတ်လုပ်ထားတဲ့ရုပ်ရှင်ကားများတဘာဝနဲ့တိရစ္ဆာန်လေးများအကြောင်းဗဟုသုတရရှိစေရန်ရုပ်ရှင်များကလေးငယ်များရဲ့ဖွံ့ဖြိုးမှုကိုအထောက်အကူပြုစေနိုင်တဲ့ရုပ်ရှင်လေးများနဲ့ပညာပေးစိတ်အားတက်ကြွစေနိုင်တဲ့ရုပ်ရှင်များကိုသာရွေးချယ်ပြသသင့်ပါတယ်။စိတ်သက်ခွန်အားကိုဖြစ်ထွန်းစေတဲ့ရုပ်ရှင်မျိုးစားများဖြစ်တဲ့ဇွဲလုံလာဝရိယရှိသူများအောင်ပွဲရသောဇာတ်ကားများမိသားစုအချင်းချင်းချစ်ချင်းမြတ်တာအကြောင်းများတငယ်ချင်းကောင်းမိတ်ဆွေကောင်းရှိခြင်းရဲ့အကျိုးကျေးဇူးများအကြောင်းစတဲ့ရုပ်ရှင်များကိုလည်းပြသတင်တာပဲဖြစ်ပါတယ်။ကလေးငယ်များရဲ့စိတ်ကူးစိတ်သန်းလှုပ်ဆော်ပေးရဲ့ဇာတ်လမ်းများမကောင်းသူပဲပြီးကောင်းသူကဲသူများရဲ့ဇာတ်လမ်းများကိုလည်းရွေးချယ်ပေးနိုင်ပါတယ်။တနက်လက်နက်သုံးဆွဲမှုပါဝင်တဲ့ဇာတ်ကားများလူသက်ကားများတတဝါကြီးများမကောင်းဆိုရာတရေတစီဇာတ်ကားများဟာလေကလေးငယ်များအတွက်အိမ်မက်ဆိုးမက်စီပြီးအသက်ကြီးသည့်အထိကြောင်ရွံ့စိတ်ပါသွားစေနိုင်သောရုပ်ရှင်များကိုတော့မပြသသင့်ပါဘူး။အရွယ်မတိုင်မီမလိုလားတဲ့လိမ်ပိုင်းဆိုင်ရာများမသိရှိစေရန်လိမ်ပိုင်းဆိုင်ရာအကြောင်းပါဝင်တဲ့ဇာတ်ကားများဆဲဆိုရိုင်းဆိုင်တဲ့စကားပြောများအပြုအမူများပါဝင်တဲ့ဇာတ်ကားများအရက်သေးစာမူးယစ်ဆေးဝါးသုံးဆွဲပြတဲ့ဇာတ်ကားများကိုလည်းရှောင်ရှားသင့်ပါရဲ့ကလေးငယ်များအတွက်အသက်အရွယ်နဲ့ကိုက်ညီတဲ့ရုပ်ရှင်များကို PG, G rating များနဲ့ review များကိုအသေးချာစွာဖတ်ရှုပြီးမှသာကလေးငယ်များကိုပြသသင့်ပါတယ်။ပြီးတော့လေကလေးငယ်နဲ့အတူကြည့်ပြီးဆွေးနွေးမှုများပြုလုပ်သင့်ပါတယ်။ဇက်ကောင်ကဘလို့မကောင်းမှုစိတ်ထားမျိုးရှိရာကြောင့်ဘလို့မကောင်းကျိုးဖြစ်သွားသည်စသဖြင့်ပြောပြနိုင်တယ်လို့ကလေးငယ်ထင်မြင်ချက်အမြင်ကိုလည်းပြောပြခိုင်းကထိန်းချောင်းတင်တာပဲဖြစ်ပါတယ်။ရုပ်ရှင်ကြည့်ချိန်ကိုလည်းကလေးငယ်အလွန်ကျွံမလုံးမိစေပဲတနေ့ကို1နာရီ2နာရီထက်မပိုစေသင့်ပါဘူး။ရုပ်ရှင်ကြည့်နေချိန်ကြည့်ပြီးချိန်များတွင်လည်းကလေးငယ်ကြောက်ရွံ့နေလားစိတ်အရန်လှုပ်ရှားနေလားစသည်တို့ကိုသတိထားလေ့လာတင်တာပဲဖြစ်ပါတယ်။ရုပ်ရှင်များကကလေးငယ်များရဲ့ဖွံ့ဖြိုးမှုအတွက်အရေးပါပေမဲ့လည်းတင့်တော်တဲ့အကြောင်းအရာများကိုသာရွေးချယ်ပြသနိုင်မှုကလည်းအထူးအရေးကြီးတာပဲဖြစ်ပါတယ်
ဒါကြောင့်မေမေတို့အနေနဲ့မှန်ကန်တဲ့ရုပ်ရှင်လေးတွေကိုသားသားမီမီလေးတွေအတွက်ရွေးချယ်ပြသပေးနိုင်မို့ဒီနေ့စူပါမန်ကဗဟုသုတအဖြစ်ဝေမျှပေးလိုက်တာပဲဖြစ်ပါတယ်။စူပါမန်ကမေမေတို့အတွက်ဗဟုသုတရစရာအကြောင်းအရာလေးတွေကိုအခါအားလျော်စွာတင်ဆက်ပေးသွားမှာဖြစ်လို့မေမေတို့သိချင်တာလေးများရှိခဲ့ရင်လည်းဒီဗီဒီယိုလေးရဲ့ comment မှာရေးသွားပေးကြပါအောင်နော်။